ရာဖြစ်မျိုးတွေ့ရလိမ့်မယ်လေချိန်ဆိုရလူကိုမဆောင်ဘူးလေကိုယ်တော့လည်းမဆန်သေးခင်မှာဆန်တော့လည်းမကွေးသေးခင်မှာနေစားဆိုတဲ့စကားမမျော်လင့်ပဲပြောင်းလဲနေမယ်လေအာယုအာနာရည်တွေ့ကြစီစာဖြစ်သွားမယ်ဒီချိန်မှာရိတ်သိမ်းစရာစပါးတွေချိန်မလွန်သေးခင်ဒီရဲ့နဲ့လေဘာကြောင့်များငေးလို့နေတာလဲချိန်လွန်စရာဖြစ်မျိုးတွေ့ရလိမ့်မယ်လေချိန်ဆိုရလူကိုမဆောင်ဘူးလေကိုယ်တော့လည်းမဆန်သေးခင်မှာဆန်တော့လည်းမကွေးသေးခင်မှာနေစားဆိုတဲ့စကားမမျော်လင့်